အားလုံးပဲမင်္ဂလာပါဂျူလီယာခ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တကြံဂျူနီလေးဖြစ်ပါတယ်တကြံဂျူနီလေးမှာတော့ခခတို့မိသားစုရေသွားပတ်မှာဖြစ်ပါတယ်ဒီနေ့ကတော့နှစ်ဆန်းတရက်နေ့လေးဖြစ်ပါတယ်ခခတို့အိမ်ကဖယားကိုပဲအမွှေးနှမ်းကြိုင်လေးနဲ့ရေတက်ပယ်လိုက်ပါတယ်ရေတက်ပယ်ရင်းနဲ့ပဲခခဆူတောင်းလိုက်ပါတယ်မြန်မာပြည်သူပြည်သားတွေအားလုံးကျန်းမာချမ်းသာကြပါစေလို့ဆူတောင်းလိုက်ပါတယ်ခခဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တတာ